Hello အားလုံးပဲမင်္ဂလာပါခင်ဗျာဒါရီကို Academy ကနေကြိုဆိုပါရစေဒီနေ့တော့ကျွန်တော်က3သင်းနဲ့ tools တွေနဲ့ Uru ကို macOS ပေါ်မှာဘယ်လိုမျိုးဆက်တဲ့ချမလဲဆိုတော့အကြောင်းကိုပြောပြချင်ပါတယ်ဆိုတော့ other OS တွေမှာတော့ကွဲပြားမှုရှိနိုင်ပါတယ်အဲ့အတွက်တော့သက်ဆိုင်ရာဗီဒီယိုတွေမှာဆက်ကြည့်နိုင်ပါတယ် example ကျွန်တော်တို့က Windows OS သုံးနေဆိုရင် Windows ပေါ်မှာဘယ်လိုမျိုး Uru ကို installation လုပ်ရမလဲ Linux OS သုံးနေဆိုရင် Linux ပေါ်မှာဘယ်လိုမျိုး install လုပ်ရမလဲဆိုတာကိုတော့တခြားဗီဒီယိုမှာရှင်းပြပေးပါမယ် Okay ဆိုတော့ဒီမှာတော့ကျွန်တော်က macOS ပေါ်မှာဘယ်လိုမျိုး install တင်ရမလဲဆိုတဲ့အပိုင်းရှင်းပြပါမယ်ဆိုတော့အရင်ဆုံးကျွန်တော်တို့က Uru ရေးမှာဖြစ်တဲ့အတွက် Uru ဒီ Python နဲ့ XML တွေကို base အနေနဲ့ရေးရတယ်ပေါ့နော် basic အနေနဲ့ရေးရတယ်အဲကျွန်တော်တို့က Python ကို install တင်ထားဖို့လိုပါတယ်အဲ့တော့အရင်ဆုံး browser ကနေ python.org ကိုသွားပြီးတော့ download ထဲမှာကျွန်တော်တို့download for macOS ဆိုပြီးတော့ဒီကောင်ကိုနှိပ်လိုက်တာနဲ့ download ဆွဲလို့ရပါပြီဆိုတော့ Uru developer ဖြစ်တဲ့အတွက် Python ကိုတော့ install တင်ပြီးသားဖြစ်မယ်လို့ယူဆပါတယ်အဲကျွန်တော်ဒီဘက်မှာကျွန်တော်တို့ item ကိုဖွင့်ပြီးတော့ဆိုတော့ item အကြောင်းနည်းနည်းရှင်းပြပါမယ် item ကိုကျွန်တော်တို့ macOS မှာပါတဲ့ terminal အစားကိုကျွန်တော်က item ကိုသုံးပါတယ်ဘာလို့ကျွန်တော်က item ကိုသုံးရလဲဆိုတော့ macOS ရဲ့ default မှာကကျွန်တော်တို့ split လုပ်လို့မရပါဘူးအဲဒီမှာဆိုရင်ကျွန်တော်တို့ split လုပ်လို့ရတယ်ပေါ့နော် item ကကျတော့ terminal ကိုကျွန်တော်တို့ left တွေ right တွေခွဲပြီးတော့လုပ်လို့ရတယ်အဲတော့ကျွန်တော်တို့ကတစ်ခါတရံမှာ server 3-4 ခုကိုတစ်ခါတည်းကင်ရတဲ့အခြေအနေမျိုးရှိပါတယ်သို့မဟုတ် process ကိုတစ်ခုတည်းမဟုတ်ဘဲနဲ့ 3-4 ခုတစ်ပြိုင်နက်တည်းလုပ်တဲ့အခါမျိုးမှာဒီ item ကိုသုံးလို့ရတယ်ပေါ့နော်ဆိုတော့ item ကိုသုံးနေတယ်ဆိုရင်ကျွန်တော်တို့ browser မှာ item လို့ရိုက်ရှာလိုက်ပြီးတော့ item2.com ကိုသွားပြီး download ဆွဲလို့ရပါတယ်ဆိုတော့ okay ဒါဆိုရင်ကျွန်တော်တို့ set ထဲမှာ item ကိုကျွန်တော်တို့ရဲ့ဒီ browser ကို sorry ကျွန်တော်တို့ Python ကိုရှိပြီလို့ယူဆပါတယ်အဲ့တော့ item ကိုဖွင့်ပြီးတော့ကျွန်တော်တို့ကဒီမှာဆိုရင် Python 3-v လို့ရိုက်ထည့်လိုက်တာနဲ့ကျွန်တော် Python version macOS မှာ install တင်ထားတဲ့ Python version ကိုမြင်ရပါမယ် Okay အဲ့တော့ကျွန်တော်တို့ဆက်ပြီးတော့ဘယ်လိုသွားမလဲဆိုတော့ Uru ကကျွန်တော်တို့ Postgres နဲ့အလုပ်လုပ်တာဖြစ်တဲ့အတွက် postgres.org ကိုသွားပြီးတော့ကျွန်တော်တို့ download ဆွဲပါမယ်အဲ့တော့ download button ကိုနှိပ်ပြီးတော့ macOS အတွက်လို့ရွေးလိုက်ပါမယ်ဆိုတော့ဒီနေရာမှာ download တဲ့ installer ကိုရွေးလိုက်ရင် enterprise.db.com redirect လုပ်သွားပြီးတော့ကျွန်တော်တို့ရဲ့ latest version ဖြစ်တဲ့ macOS 8ကိုပဲ install တင်လိုက်ပါမယ်ဒါဆိုသူ့ကိုနှိပ်လိုက်ရင် download ဆွဲသွားပါမယ်အဲ့ဒီနေရာမှာအချိန်ကုန်သက်သာစီဖို့အတွက်ကျွန်တော်ကကြိုပြီးတော့ download ဆွဲထားပါတယ်အဲ့တော့ right click ထောက်ပြီးကျွန်တော်တို့ open နှိပ်လိုက်မယ်ဆိုရင် postgres ကိုရပါပြီအဲ့တော့ postgres ကိုထပ်ဖွင့်မယ်ပြီးတော့ရင်ကျွန်တော်တို့ open နှိပ်လိုက်ပါမယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ password တစ်ခုတောင်းတယ်အေးဒါဆိုရင်ဒီမှာ enterprise db နဲ့ postgres logo လေးတက်လာတာကိုမြင်ရပါမယ်အဲ့တော့ next နှိပ်မယ်ပြီးတော့ရင်ကျွန်တော်တို့ရဲ့ဒီ library ဖြစ်တဲ့ပတ်လမ်းကြောင်းလေးတစ်ခုလိုပါတယ်ဆိုတော့ဒါကိုတော့ကျွန်တော်တို့လိုမယ်ပေါ့နော်လိုမယ်ကျွန်တော်တို့မှတ်ထားပါမယ်ဆိုတော့လောလောဆယ် test series တွေဖွင့်ပြီးတော့မှတ်ထားလိုက်မယ်ပြီးတော့ကျွန်တော်တို့ next နှိပ်မယ်ပြီးတော့ဒီနေရာမှာကျွန်တော်တို့မလိုတာ stack beta ဆိုတဲ့ကောင်မလိုဘူး channel 3ခုလိုပါတယ်အမှန်ကြီးဖြုတ်ပြီးတော့ကျွန်တော်တို့ install တင်မယ်ကျွန်တော် next ပေါ့နော်ဒီနေရာမှာကျွန်တော်တို့ password တစ်ခုလိုပါတယ်ကျွန်တော်လွယ်ကူဖြစ်အောင်ကျွန်တော် postgres လို့ပဲနာမည်ပေးလိုက်ပါမယ်postgres password ကိုလည်း postgres လို့ပဲနာမည်ပြန်ပေးထားမယ်ပေါ့နော်ပြီးတော့ next နှိပ်မယ်ပေါ့ကကြတော့ကျွန်တော်5432ဒါက default ပေါ့ပေါ့နော်တကယ်လို့ကိုယ်ဆက်မှာကအဲ့ဒီ port ကိုသုံးနေပြီးသားရှိတယ်ဆိုရင်တော့5432ကိုဒီတဲ့တခြား port တစ်ခုနဲ့ချိန်ဖို့လိုပါတယ်အဲ့ဒီမှာကျွန်တော်5432ပဲထားပြီးတော့ကျန်တာတွေအားလုံးကို next နဲ့နှိပ်လိုက်ပါမယ်ဒါဆိုရင်သူ installation လုပ်နေပြီပေါ့ okay ဒါဆိုအခုချိန်မှာ installation လုပ်လို့ပြီးသွားပါပြီဒါကြောင့်ကျွန်တော် finish ကိုနှိပ်လိုက်မယ်ဆိုရင် postgres ကိုစပြီးတော့ run လုပ်ရပါပြီအဲ့တော့ကျွန်တော်တို့ဒီမှာ pgadmin4 ဆိုတဲ့ကောင်လေးတက်လာပါလိမ့်မယ်သူ့ကိုကျွန်တော်တို့ကဖွင့်လိုက်မယ်ပေါ့နော် allow လုပ်လိုက်မယ်ဒါဆိုရင်ကျွန်တော် server ကိုသွားကြည့်ပါမယ် server ထဲမှာ postgres ad ဆိုပြီးတော့ခုနကကျွန်တော်တို့ရဲ့ postgres ရောက်နေတာကိုမြင်ရပါမယ်ဆိုတော့ဒီနေရာမှာဆိုရင်ခုနကကျွန်တော်တို့ထည့်ခဲ့တဲ့ password ဖြစ်တဲ့ postgres ကိုပြန်ထည့်လိုက်ရင်ရပါပြီဒါကကျွန်တော်တို့ pgadmin4 ရဲ့အပိုင်းခန်းတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကနောက်ထပ်ကျွန်တော်တို့မှာဘာရှိသေးလဲဆိုရင်ကျွန်တော်တို့က Python ထည့်ပြီးပြီ postgres ထည့်ပြီးပြီအဲကျွန်တော် Python ရဲ့ package ကို management လုပ်ဖို့အတွက်ကျွန်တော် UV ဆိုတဲ့ tool လေးသုံးနေပါတယ်ဆိုတော့ဒီဟာတွေကိုတော့ကျွန်တော် project ဆောက်တဲ့အားမှာပြန်ကြည့်လို့ရအောင် article တစ်ခုအနေနဲ့စုပေးပါမယ် link ထုတ်ပေးမယ်ပေါ့နော်အဲတော့ကျွန်တော်ဒီမှာဆိုရင် UV မှာကျွန်တော် UV ကကျွန်တော် Python package နဲ့ဒီ project တွေမှာ project manager အနေနဲ့ run ပေးနိုင်တယ်ပေါ့နော်Python ရဲ့ dependency တခြားဟာတွေရှိမှာပေါ့ဆိုတော့အဲ့တော့အဲ့ဒီကောင်ကိုကျွန်တော်တို့ install တင်ဖို့လိုတယ်ဆိုတော့ကျွန်တော်ကတော့ macOS ဖြစ်တဲ့အတွက်ဒီမှာ macOS ကိုရွေးထားပြီးတော့
ကျွန်တော်ရဲ့ဒီကောင်းကို CRUL နဲ့ copy ပို့လိုက်ပါမယ် sorry CURL လို့ပြောချင်တာပါအဲဒီနေရာမှာကျွန်တော်တို့ဒီကောင်းကပြန်ပေးလို့ရပြီပေါ့နော်ဆိုတော့ i10 ကိုဖွင့်လိုက်ပါမယ်ပြီးတော့ခုနကကျွန်တော် comment ကိုရိုက်ထည့်မယ်အဲဆိုရင်သူ downloading လုပ်နေတာကိုမြင်ရပါမယ်ဆိုတော့နည်းနည်းတေးနေမယ်ထင်တယ် okay ရပြီဆိုတော့ဒီနေရာမှာ installation လုပ်ပြီးပါပြီလို့ပြောတယ်ဒီလိုမျိုး run လို့ရတယ်ပေါ့နော်လက်ရှိထားတဲ့နေရာကဒီ DeFi ပလန်ကြောင်းမှာလမ်းခေါ်လို့ရအဲ့တော့ဒီနေရာမှာကျွန်တော်တို့က home directory ထည့်ဖို့လိုတယ် share ကို restart ချရချာမချရ run mode ဒီအောက်က command တွေ run mode လို့ပြောတယ်ပေါ့နော်ကျွန်တော်တို့ကတော့ zsh ဖြစ်တဲ့အတွက်ဒီက source ဆိုတဲ့ကောင်ကို run ပေးလိုက်ပါမယ်အဲ့တော့ command C နဲ့ copy ပြီး run ပေးလိုက်မယ်အခုချိန်မှာကျွန်တော်တို့ UV လို့ခေါ်ကြည့်မယ်ဆိုရင် UV ရဲ့ဟာမြင်ရပါပြီအဲ့တော့ UV-V ပေါ့ဒီလို run ကြည့်ရင်sorry dash v အကြီးနဲ့ဖြစ်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာ UV version ထွက်လာတာမြင်ရပါမယ် okay ဒါဆိုကျွန်တော်တို့ UV လည်းရပြီ Python လည်းရပြီ Postgres လည်းရပြီပေါ့နော်ဒါဆိုကျွန်တော်တို့ရဲ့လိုအပ်တဲ့ဟာပြည့်စုံပြီအဲ့တော့ကျွန်တော်တို့ဒီမှာဗာစဉ်းစားရလဲဆိုတော့ကုတ်ရေးဖို့အတွက် ID စဉ်းစားရပါတယ်အဲ့တော့ဒီအခုချိန်မှာတော့ကျွန်တော်တို့ဥရုသမားတွေအများစုက Visual Studio ကုတ်နဲ့ပိုင် channel ကိုသုံးလေးရှိကြပါတယ်အဲ့တော့ကျွန်တော်က Visual Studio ကုတ်ကိုတိတ်မသုံးဘူးပေါ့နော်ဘာလို့ဆိုသူကကြတော့ကုတ်အားလုံးဆို any ကုတ်အတွက်လုပ်ပေးထားတဲ့ကောင်ပေါ့ဆိုတော့ကျွန်တော်ကကြတော့ Python ကိုပဲတည်တံ့ specialize သွားတဲ့ ID ကိုသုံးနေပါတယ်ဆိုတော့အဲ့ဒါကတော့ JetBrains ရဲ့ professional ပေါ့နော် JetBrains ရဲ့ပိုင်ချန်ပေါ့ပိုင်ချန်ဆိုတဲ့ကောင်သုံးနေပါတယ်ဆိုတော့ကိုသုံးနေကြ other ID ရှိရင်သုံးလို့ရပါတယ်ဆိုတော့ဒီမှာပိုင်ချန်မှာကျွန်တော်တို့ပိုင်ချန် professional version ကို download ဆွဲလို့ရတယ်သူကတော့ license နဲ့ဝယ်ပြီးသုံးရတယ်ပေါ့နော်အဲ့တော့ဒီမှာတော့ကျွန်တော်တို့ကဒီမှာပြည့်ရဲ့ခက်ခဲကြောင်း crap ပြီးသုံးပါမယ်ဆိုတော့ကျွန်တော်တို့ပိုင်ချန်ကို install တင်မယ်ဆိုရင်ပိုင်ချန် app ကို application folder တွေကိုထည့်လိုက်ရင် installation ရတော့ပါပြီအဲ့တော့ဒီဘက်ဘေးမှာအဲ့လိုမျိုး RAM တွေပေါ်လာတဲ့ဟာတွေရှိတယ်ပေါ့နော်သူ mount လုပ်သွားတဲ့ကောင်တွေရှိတယ်ဆိုတော့ကျွန်တော်အဲ့ကောင်တွေကို eject လုပ်ခဲ့ပါမယ်ပြန်ပြီးတော့ပျောက်သွားပြီပေါ့နော်အဲဆိုတော့ကျွန်တော်တို့ပိုင်ချမ်းကိုစာဖွင့်ကြည့်ပါမယ်ပိုင်ချမ်းပေါ့ open နေမယ်ဒါဆိုရင်ကျွန်တော်တို့ agree လုပ်ပြီးတော့ continue နေမယ်သုံးစံနေလိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့စီမှာပိုင်ချမ်းစာပွင့်လာပါပြီအဲဒီနေရာမှာ request trial နဲ့ဖြစ်နေတာကိုမြင်ရမယ်အဲ့တော့ဒါကိုကျွန်တော်တို့ချက်30ပြည့်သုံးလို့မရတော့ဘူးเนาะသူက trial version ဖြစ်နေတဲ့အခါကျတော့အဲ့တော့ကျွန်တော်ကဘာလုပ်မလဲဆိုတော့ဒီမှာ MISC project ဆိုပြီး project တစ်ခုတန်းပြီးပွင့်နေတယ်အဲ့တော့အဲ့ဒီဟာကို open in finder ဆိုပြီးဆွဲဖွင့်လိုက်မယ်ပြီးတော့ဒီလိုပေါ်နေတာကိုမကြိုက်တဲ့အတွက်ကျွန်တော်တို့ delete လုပ်ပါမယ်ဆိုရင်ဒီကောင်ကိုကျွန်တော်တို့အောက်လိုက်မယ်ပေါ့နော်ခဏလေးဒီလိုမရအောင် okay ဒီမှာအောက်မှာရှိနေတာ exit ဖြစ်သွားမယ်ပြီးတော့မှဆိုရင် okay ပျောက်သွားပြီပေါ့နော်အဲ့တော့ပျောက်သွားတဲ့ကောင်ကိုဒီကနေပြန်ဖော်မယ်ပြီးတော့ရင်ဒီဘက်ကပိုင်ချန်ရဲ့ miss project ဆိုတဲ့ကောင် move to trash လို့လုပ်လိုက်ပါမယ်အဲ့ဒါဆိုရင်ရပြီအဲ့တော့ကျွန်တော်တို့ဒီအချိန်မှာ crack လုပ်ဖို့လိုလာပါပြီအဲ့ဒီအတွက်ကိုတော့ကျွန်တော်တို့ဒီဘက်က Jabra ရဲ့ link ထည့်ပေးထားပါတယ်အဲ့တော့ဒီ link ကိုတော့ကျွန်တော်ခုနကပြောတဲ့ article စုထားတဲ့နေရာမှာပြန်ပြီးတော့ထုတ်ပေးပါမယ်အဲ့ကျွန်တော်က jabra.zip ကိုထည့်လိုက်ပါမယ်ပြီးတော့ဒီ zip ကိုကျွန်တော်တို့ extract လုပ်ပါမယ်zip file ဆိုတော့ double click နှိပ်လိုက်ရင်ပြီးသွားပါမယ်ပြီးတော့ jabra ဆိုတဲ့ folder လေးတစ်ခုရလာပါတယ်အဲ့ဒီ jabra ဆိုတဲ့ folder ကိုကျွန်တော်တို့က application home နဲ့ကိုသွားထည့်ပါမယ်အဲ့ home နဲ့ကိုဆိုတော့ document မှာထားလိုက်ရတယ် okay ကျွန်တော် document မှာပဲထားလိုက်ပါမယ်ပြီးတော့အဲ့ဒီ document ကိုဖွင့်ပြီးတော့ကျွန်တော်တို့ရဲ့ဒီ script ဆိုတဲ့အထက်မှာ installation script တွေရှိပါတယ်အဲဒီမှာတော့ကျွန်တော်တို့ sh ဖိုင်လိုတာဆိုတော့ $install sh ဆိုတဲ့ကောင် run မယ်ပေါ့နော်အဲ့ဒီကောင်လေးကိုကျွန်တော်တို့ဘယ်ကသွားမလဲဆိုတော့ terminal ကသွားပါမယ် terminal ဆိုတော့ ls ခောက်ကြည့်ရင် document ရှိတယ်အဲ့ဒီ document ထဲမှာကျွန်တော်တို့ရဲ့ Jabra ရှိရပေါ့နော်ဆိုတော့ Jabra တွေကိုသွားလိုက်ပါမယ်ဒါဆိုရင်ဒီနေရာမှာ script ရှိလာပြီအဲ့ script တွေကိုထပ်ဝင်ပြီးတော့ comment မှာရိုက်တာပေါ့နော်ဆိုတော့ ls ကောက်မယ်ဆိုတော့နည်းနည်းတေးနေမယ်ထင်တယ် okay ls ကောက်မယ်ဆိုရင် script တွေကိုသွားပြီးတော့ script တွေကိုသွားကြည့်ပါမယ် ls ကောက်ကြည့်မယ်ဒီမှာဆိုရင် install.sh ရှိတယ်အဲ့တော့ sudo /install.sh ပေါ့နော်ဒီလို run ကြည့်မယ်ဒါဆိုရင်ဒီမှာ password တောင်းတယ်ပေါ့နော်အဲ့တော့ password ကိုကျွန်တော်တို့ပေးလိုက်ပါမယ်ဒါဆိုရင်
ဒါ operation stop permit တဲ့ဘာညာဆိုပြတယ်ဆိုတော့ဒါကိစ္စမရှိဘူးပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်ဘာလို့သွားကြည့်ချင်လဲဆိုတော့ VM option ဆိုတဲ့ကောင်ထဲမှာတခြား file တွေအများကြီးရှိတယ်အဲ့ဒီတွေကကျွန်တော်ကပိုင်ချမ်းရဲ့ VM option ကိုသွားကြည့်ချင်ပါတယ်အဲ့တော့အဲ့ဒီကောင်ကို test edit နဲ့ဖွင့်လိုက်ပါမယ်အဲဆိုရင်ဒီမှာကျွန်တော်တို့အလုံးမလုပ်သေးဘူးပေါ့နော်ဆိုတော့ခုန command ကိုကျွန်တော်ပြန် run ကြည့်မယ်ဆိုတော့ sh တွေက install.sh ဆိုမရအောင်ဖြစ်နေအဲဒီကောင်ကိုကျွန်တော်တို့နောက်ထပ်တစ်ချိန်သွားကြည့်မယ် okay ဆိုတော့အဲ့ဒီ date ကကျွန်တော်တို့ manual run လို့မရဘူးဆိုတဲ့ date ပဲပေါ့နော်အဲကျွန်တော် manual run လို့မရတဲ့ခါကျတော့ auto run လို့မရဘူးဖြစ်သွားမှာပေါ့ auto run လို့မရဘူးဖြစ်တယ်လို့ကျွန်တော်တို့က manual ပဲပြန် run မယ်သူ့ရဲ့ readme file ကိုဖတ်ကြည့်မယ် readme file ထဲမှာဘာလို့လဲဆိုတော့ java agent ရဲ့ဒီ java ရဲ့ပတ်လမ်းကြောင်းလေးတစ်ခုပဲထည့်ပေးဖို့လိုတာပါအဲ့တော့ကျွန်တော်ကဘာလုပ်မလဲဆိုတော့ VM option တွေကပိုင်ချန်တွေကိုသွားပြီးတော့ area test is ကိုဖွင့်ကြည့်ပါမယ်အဲ့ဒီထဲမှာကျွန်တော်တကယ်လိုတာကဒီအောက်ဆုံး၃ချောင်းဖြစ်ပါတယ်အခုကျွန်တော်ထည့်လိုက်တဲ့ကောင်ကတော့ပတ်လမ်းကြောင်းလိုတယ်ပေါ့နော်အဲ့ဒီပတ်လမ်းကြောင်းရှာကြည့်ပါမယ်အဲ့ဒီပတ်လမ်းကြောင်းဘာဖြစ်မလဲဆိုတော့ဒီဘက်ကဒီ java file ဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့ pwd လို့ရိုက်ထည့်လိုက်တယ်ဆိုရင် current ပတ်လမ်းကြောင်းကိုရပါမယ်အဲ့ဒီဘက်ကိုကျွန်တော်တို့ရဲ့ဒီကပတ်လမ်းကြောင်းထဲမှာသွားထည့်ပေးပါမယ်အဲ့တော့ Jabra ရဲ့ file ပတ်လမ်းကြောင်းတွေကဒီ JavaScript file ကိုထည့်မယ်ပေါ့နော်အဲ့တော့ဒီစာသားလေး၃ချောင်းလိုလာပါတယ်အဲ့ဒီ၃ချောင်းကိုကျွန်တော်တို့ copy ကူးပါမယ်ပြီးသွားတဲ့အခါကျရင်ကျွန်တော်တို့ဘယ်မှာထည့်မလဲဆိုတော့ application တွေကဒီကျွန်တော်တို့ရဲ့ Python ဆိုတဲ့ကောင်မှာ right click ထောက်လိုက်ရင် show package content လို့ရှိပါတယ်အဲ့ဒီတွေကကျွန်တော်တို့ bin file ထဲမှာ python.vm option ဆိုတာရှိပါတယ်သူ့ကိုကျွန်တော်တို့ test edit နဲ့ဖွင့်ပြီးတော့အောက်ဆုံးမှာအဲ့ဒီကောင်လေးကိုထည့်ပေးလိုက်ပါမယ်ဒါဆိုရင်ကျွန်တော်တို့လိုချင်တဲ့ဒီ Python VM option file ပြင်ပြီးပြီပေါ့နော်အဲ့တော့အဲ့ဒီအချိန်မှာကျွန်တော်တို့က Python ကိုပြန်ဖွင့်မယ်ဒါဆိုရင် allow လုပ်မယ်ပေါ့ဒါဆိုရင်ကျွန်တော်တို့ရပါပြီဆိုတော့ကျွန်တော်တို့ဘာဆက်လုပ်မလဲဆိုတော့ဒီကကျွန်တော်တို့ရဲ့ trial ဖြစ်နေတဲ့ကောင်ပြင်ပါမယ်အဲ့ trial မှာကျွန်တော်တို့ဘာလုပ်ရမလဲဆိုတော့ VCS ရှိတယ်tools ရှိတယ် tools ဆိုတော့ဒီမှာကျွန်တော် help ထဲမှာရှိမယ် help ထဲမှာ manage subscription ကိုနှိပ်ဒီကောင်ကိုကျွန်တော်တို့က deactivate activate another subscription လုပ်ပြီး activation code ကိုယူမယ်အဲ့တော့လိုအပ်တဲ့ code ကိုခုနကကျွန်တော်တို့ပြခဲ့တဲ့ link ရဲ့ဒီကကျွန်တော်ပါရှိမလဲဆိုရင် Python မှာ copy တော့ကူးပါမယ်ပြီးတော့ထည့်လိုက်ပါမယ် activate လုပ်လိုက်မယ်ပေါ့နော်ဟုတ် keys invalid လို့ပြတယ်အဲ့ဒါဆိုကျွန်တော်တို့ credit မအောင်မြင်သေးဘူးလို့ပြောလို့ရတယ်ပေါ့ဆိုတော့ကျွန်တော်တို့နောက်ထပ်ကျွန်တော်ဒီကောင်ကို exit လုပ်လိုက်ပါမယ် exit လုပ်မယ်ဆိုတော့ Python ရဲ့ VM option ကိုနောက်တစ်ချိန်ထပ်ဖွင့်ကြည့်ပါမယ်အဲ့ဒါဆိုဒီမှာကျွန်တော်တို့ user add တွေကဆိုရင်ဒီကောင်ကအလုပ်တော့လုပ်ပေမဲ့မပေါ်လာဘူးဖြစ်နေတာပေါ့နော်အဲ့တော့ကျွန်တော်တို့ crack လုပ်တဲ့ကောင်ရဲ့ပတ်လမ်းကြောင်းနဲ့ပြန်ရှာကြည့်ပါမယ်ပြန်ရှာကြည့်မယ်ဆိုတော့ document တွေကကျွန်တော် Jabra ထဲမှာ plugin တွေရှိတယ် plugin ကိုခဏထားမယ်ဒီကောင် readme ကိုတစ်ချက်ဖတ်ကြည့်မယ် readme က download release page ကနေ download ဆွဲမယ်ပြီးရင် java agent java file ထည့်ပေးမယ် dash java agent ဆိုပြီးတော့ java file ထည့်ပေးမယ်ပေါ့နော်ပြီးတော့ဒီ file နှစ်ခုလိုမယ်ဆိုတော့ဒါလည်းကျွန်တော်တို့ကထည့်ပြီးပြီအဲ့တော့ config file format ကဆိုရင်ဒါတွေကတော့မလိုဘူးပေါ့နော်ပုံမှန်ဆိုရင်တော့ဒီလောက်နဲ့ရသွားရမှာဒါပေမဲ့ဒီမှာတော့မရနိုင်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့တခြား test တစ်ခုရှာကြည့်အောင်အဲ့ဒီနေရာမှာ java agent ပတ်လမ်းကြောင်းကokay ဟုတ်ပြီဒီလိုမျိုးလေးလိုမယ်ဆိုတော့အခုက .jar အထိပဲကျွန်တော်တို့မှာရှိနေသေးတာနောက်က equal ဆိုပြီးတော့ jabbering ဆိုပြီးတုတ်တဲ့ကောင်မရှိနေဘူးအဲ့ဒီဟာကိုကျွန်တော်တို့ရဲ့ Python မှာထည့်ပေးမယ်နော်ဆိုတော့ဒီလိုမျိုးနှစ်ဖက် left right ရှင်းကြည့်မယ်ပေါ့နော် left right ရှင်းကြည့်ဒီကောင်ရပြီပြီးရင်နောက်ကကျွန်တော်တို့ ending မှာညာတွေရပြီအဲ့တော့ကျွန်တော်တို့ဒီမှာနောက်က equal jabbering ဆိုတဲ့ကောင်လေးကြံနေခဲ့တာအဲ့ဒီကောင်ဖွင့်မယ်ပြီးတော့ကျွန်တော်တို့ရဲ့ Python ကိုပြန်ထပ်ဖွင့်မယ် okay ပြီးတော့ကျွန်တော် try မှာဆိုရင်ကျွန်တော် help ထဲက manage screen ကိုပြန်သွားကြည့်မယ်ခုနကကျွန်တော်တို့ရဲ့သတ်မှတ်ထားတဲ့ key ကိုပြန်ထည့်မယ်အဲ့ဒီ key ကကျွန်တော်တို့ဒီဘက်ကနေရမယ်ပေါ့နော်ဒီကနေကျွန်တော်တို့ Python ဆိုတဲ့ကောင်ထည့်ပေးလိုက်ပါမယ် activate ပေါ့ okay ဒါဆိုအခုချိန်မှာကျွန်တော်တို့ create လုပ်တာအောင်မြင်သွားပြီဒီမှာ September 14ဒီမှာ February 10ဆိုတော့ဒီကောင်ကအလုံးမလုပ်သေးဘူးအဲ့တော့သူ့ကိုလည်းကျွန်တော်တို့ခုန copy ကူးခဲ့တဲ့ key ကိုထည့်ပေးပါမယ်ဒါဆိုရင်ကျွန်တော်တို့လိုအပ်တဲ့ try Python Professional version ကိုရပါပြီ
အဲ့တော့ဟုတ်ပြီအဲ့ဒီနေရာမှာကျွန်တော်တို့နောက်ထပ် project လေးတစ်ခုထပ်ဆောက်ပါမယ်အဲ့ဒီ project ကကျွန်တော်တို့ဘယ်ထဲမှာစောက်မလဲဆိုတော့ကျွန်တော်တို့ရဲ့ file plan ကြောင်းကိုရွေးပါမယ်အဲ့ document ထဲမှာ uru dev ဆိုတဲ့ထဲမှာကျွန်တော်တို့ကဆိုတော့ uru technical training technical technical training ဆိုတော့ဒီကောင် 90c ပေါ့90ပေါ့နော် uru version 90ကိုဆိုလိုတာပါထည့်ပေးပြီးတော့ကျွန်တော်တို့UV ရမယ်9 uru 90 version ဆိုတော့ကျွန်တော်3.10လောက်နဲ့ပဲ run လို့ရပါတယ်အဲဒီမှာသတိထားမှာက interpreter type ကကျွန်တော်တို့ UV ကိုရွေးထားပါတယ်ပြီးတော့ကျွန်တော်တို့ရဲ့ဒီ welcome script ကမလိုတာဖြစ်တော့ဖြုတ်ခဲ့မယ် Python version 3.10ကိုရွေးလိုက်မယ်နော် UV ကိုသုံးခြင်းအားသာချက်ကအဲ့ဒါပဲအဲ့ဒါဘာလဲဆိုတော့ Python မတူညီတဲ့ Python version တွေကို control လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ဒီ project တော့ကျွန်တော်တို့က3.10လိုတာဖြစ်တော့3.10ကိုရွေးပြီးတော့ create နေလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ရှိမှာUV ကိုညာဘက်တောင်းရဲ့အောက်ဆုံးမှာ install တင် create လုပ်နေတာ UV ရဲ့ဒီ virtual UV ကိုသုံးပြီးတော့ virtual environment တစ်ခု create လုပ်နေတာကိုမြင်ရပါမယ်ဆိုတော့ Python ကိုသုံးရတဲ့အကြောင်းပြချက်တွေမှာအဲ့ဒါတစ်ခုပါတယ်ဆိုတော့ project တစ်ခုစောက်လိုက်တာနဲ့အလို layout အနေနဲ့ကျွန်တော်တို့ virtual environment တစ်ခုစောက်ပေးသွားတယ်အဲ့တော့ကျွန်တော်တို့ system တွေက Python package တွေနဲ့ကျွန်တော်တို့သုံးမဲ့ project နဲ့ conflict ဖြစ်မှာကိုစိတ်ပူစရာမလိုတော့ဘူးဆိုတော့ virtual environment ကိုခွဲသုံးရတဲ့အားသာချက်ကဒါပေါ့နော်အဲ့တော့ဒါဆိုရင်ကျွန်တော်တို့ project တစ်ခုစောက်ပြီးပြီလို့ပြောလို့ရတယ်အဲ့ဒီမှာကျွန်တော်ဗာလေးထည့်ခြင်းလဲဆိုတော့ plugin လေးထည့်ခြင်းပါတယ်ဆိုတော့ plugin ကို credit နီးတော့မဟုတ် plugin ဘယ်လို install တင်ရမလဲဆိုတာမျိုးပေါ့နော်ဒါကျွန်တော်တို့ uru သုံးမှာဖြစ်တဲ့အတွက် uru ဆိုတဲ့ကောင်လေးကိုရိုက်ရှာလိုက်မယ် marketplace မှာokay ဆိုတော့ဒီနေရာမှာဖြစ်နိုင်တာကကျွန်တော်တို့ VPN လိုတာဖြစ်နိုင်တယ်အဲ့တော့ဆိုရင်ကျွန်တော်စီမှာ outline ရှိပါတယ်သူ့ကိုကျွန်တော်တို့ထည့်ပေးလိုက်ပါမယ် okay running လုပ်နေတယ် connect လုပ်နေတယ်ဆိုရင်ဒီမှာတော့ကြည့်မယ်ပြန်ရှာမယ်ဆိုတော့မရသေးဘူးเนาะ plugin ကို okay ဆိုရင်ဒီမှာ uru လို့ရှာကြည့်ပါမယ်အဲဆိုဒီနေရာမှာကျွန်တော်တို့နှစ်မျိုးလိုပါတယ်ဒီအောက်ကအဖြူအောင် logo နဲ့ uru studio ဆိုတဲ့ကောင်တစ်ခုရယ်ဒီအပေါ်က uru id paid version နှစ်ခုလိုပါတယ်အဲ့တော့အောက်ကကောင်ကတော့ကျွန်တော်တို့ဒီကုတ်ရေးတဲ့နေရာမှာအသုံးဝင်ပြီးတော့အပေါ်ကကောင်ကကျွန်တော် error ကို analyze လုပ်တဲ့နေရာမှာအသုံးဝင်ပါတယ်အဲ့တော့ကျွန်တော်နှစ်ခုလုံးကို install တင်ပါမယ်okay ဒါဆိုအခုချိန်မှာကျွန်တော်တို့ reset ချလို့ရပါပြီဒါဆိုရင် Python ကို reset ချတယ်ဆိုမှဖြစ်သွားမယ်okay ဒါဆိုအခုချိန်မှာကျွန်တော်တို့က uru ရဲ့ paid version ကိုသုံးလိုက်တာဖြစ်တဲ့အတွက် activate လုပ်ဖို့လိုလာပါတယ်အဲ့ဒီနေရာမှာကျွန်တော်တို့ခုန crash site ကိုပဲပြန်သွားပြီးတော့ udo လို့ရှာလိုက်မယ်ဆိုရင်ဒီမှာကျွန်တော်တို့ uru နဲ့ပတ်သက်တာလေးတွေ့ပါပြီအဲ့ဒီ uru ရဲ့ code ကိုဒီမှာထည့်ပေးလိုက်မယ်ဆိုရင်ကျွန်တော်တို့လိုအပ်တဲ့ plugin ရပါပြီအဲ့ဒီကိုနည်းနည်း folder icon တွေအတွက်လည်းထပ်ထည့်ချင်တယ်ကျွန်တော်သုံးနေကြ plugin တခုကတော့ကျွန်တော်တို့ atom ရဲ့ material icon ပါသူ့ကိုသုံးလို့ရှိပါတယ်အဲ့တော့တခြားသူတွေကတခြား plugin အသိရှိတယ်ဆိုသုံးလို့ရတယ်သုံးမဟုတ်ဒါကိုပဲသုံးရင်လည်းရပါတယ်ဆိုတော့ဒါကကြတော့ဘာလို့ပေးတာလဲဆိုတော့ atom ရဲ့ icon style တွေကိုကျွန်တော်တို့ folder structure ရဲ့ naming alike အလိုလျောက်အနေနဲ့ folder icon လေးတွေပေါ်ပေးတာဖြစ်ပါတယ်အဲ့တော့ဟုတ်ပြီဒီနေရာမှာနည်းနည်းပေါ့နော်ရှုပ်နေရလေးတွေရှိကျွန်တော်ဒါလေးတွေရှင်းလိုက်ပါမယ်ဒါလည်းမလို့ပေါ့နော်okay ဆိုပြီးတော့ရင်ဒီ file နေလည်းမလိုတော့တာဖြစ်တဲ့အတွက်ကျွန်တော်ပိတ်လိုက်ပါမယ်ဆိုတော့မဟုတ်ရင် landing လုပ်နေနေကြည့်ရတာလှုပ်ရှုပ်ပါတယ်အဲ့တော့ကျွန်တော်တို့အောက်လိုက်မယ်ဒါဆိုရပြီဒါကတော့ခဏထားအောင်မယ်ပေါ့နော်ဆိုတော့အခုချိန်မှာကျွန်တော်တို့မှာဘာမရှိသေးဘူးလဲဆိုတော့စိုးကုတ်မရှိသေးဘူးဘာစိုးကုတ်လဲဆိုတော့ uru ရဲ့စိုးကုတ်အဲ့တော့ uru ကို run မယ်ဆိုရင်ဘယ်လို run ရလဲဆိုတော့ uru ကနေ open source ပေးထားတဲ့စိုးကုတ်တစ်ခုရှိရယ်ဒီစိုးကုတ်ကိုကျွန်တော်တို့အရင်ဆုံးdownload ဆွဲရမယ်ပေါ့နော်အဲ့တော့ဒီနေရာမှာ GitHub ကိုလည်းတည်ဖို့လိုလာပါတယ်အဲ့တော့ GitHub ဆိုတာကကျွန်တော်တို့ရဲ့ source code ကို version နဲ့ control လုပ်ဖို့အတွက်ပေါ့နော်ဟိုလွယ်လွယ်ပြောရင် VCS လို့ပြောလို့ရတယ်အဲ့ကျွန်တော်ကအကောင့်မဝင်ထားတော့ကျွန်တော်အကောင့်ဝင်လိုက်ပါမယ်โอเคဒါဆိုအခုချိန်မှာကျွန်တော်ကအကောင့်ဝင်ပြီးပါပြီအဲ့တော့ကျွန်တော်တို့ဒီကောင်ကို download ဆွဲချမယ်ပေါ့နော် download ဆွဲချမယ်ဆိုရင်ဒီမှာ download as zip နဲ့သုံးလို့ရတယ်လို့ command line ကနေသုံးလို့လည်းရပါတယ်ဒီနေရာမှာကျွန်တော်က SSH တွင်းထားတာဖြစ်တဲ့အတွက် SSH နဲ့သုံးပါမယ်။ Okay ဆိုတော့ကျွန်တော်တို့စီမှာ source code ကိုကျွန်တော်ကယူလို့ရတဲ့နည်းလမ်းတွေကကျွန်တော် SSH ကိုသုံးပြီးယူပါမယ်။အဲ့တော့ကျွန်တော်တို့မှာ uru ရေးဖို့အတွက် folder structure စပြီးတော့ချဖို့လိုပါတယ်။အဲ့တော့ကျွန်တော်သုံးနေကြ folder structure လေးတစ်ခုပြောပြချင်ပါတယ်။အဲ့ဒီမှာဆိုရင် uru dev ဆိုတဲ့ကောင်ရှိတယ်။အဲ့ဒီထဲမှာကျွန်တော်ဗာစောက်ချင်လဲဆိုတော့ src ဆိုတဲ့ folder လေးတစ်ခုစောက်ချင်တယ်။အဲ့ဆို source code ထားမယ့်နေရာပေါ့နော်။အဲ့ဒီထဲမှာကျွန်တော်နောက်ထပ် command line တွေထည့်ချင်တာအဲ့တော့ကျွန်တော် item ကိုသုံးလိုက်ပါမယ်
အဲ့တန်းကိုသုံးပြီးတော့ကျွန်တော်တို့ ls ခေါ်မယ်အဲ့ဒီနေရာမှာကျွန်တော်က document တွေက uru tab တွေကိုတွားလိုက်ရင် sorry document တွေကကျွန်တော် uru tab တွေက src ဆိုတဲ့ကောင်တွေကိုတွားပါမယ်ဆိုတော့နည်းနည်းကြည့်ရသေးနေမှာဆိုတဲ့အတွက်နည်းနည်းကြည့်ပြီးလိုက်မယ်ပေါ့နော်အစင်ခုချိန်မှာကျွန်တော်တို့ ls ခေါ်ကြည့်မှမရှိသေးတာကိုမြင်ရပါမယ်အဲ့တော့ကျွန်တော်ဘာလုပ်မလဲဆိုတော့ git လုံးလုပ်ပြီးတော့ခုန comment နဲ့ဒီမှာ tab 1လို့ထည့်ပါမယ်။ဘာလို့ချင်တာလဲဆိုတော့ latest comment history ရဲ့စုပ်ကုတ်ကိုပဲလိုချင်တာဖြစ်ပါတယ်။အဲနောက်ထပ်ကကျွန်တော် tab 1ပြီးရင် branch တစ်ခုပဲယူပါမယ်။အဲတော့ branch ကပဲ branch လဲဆိုတော့9010 branch ပါ။တော့ဘာကြောင့်ဒီလိုယူရလဲဆိုတော့ကျွန်တော်တို့စက်ကနေ download ဆွဲတဲ့အခါမနိုင်မှဆိုလို့ဖြစ်ပါတယ်။ဒီမှာ branch တွေတော်တော်လေးကိုများပါတယ်။ဒါကြောင့်မို့ကျွန်တော်က branch 9010နဲ့ single dash branch လို့သုံးပါမယ်။ပြီးတော့ကျွန်တော်တို့ download ဆွဲမဲ့ forum နာမည်ပေးခြင်းပါတယ်90ရဲ့ community version ပါလို့နာမည်ပေးပါမယ်အဲ့တော့ဘာလို့အဲ့လို 90C ကိုခွဲပေးရလဲဆိုတော့တစ်ခါတလေမှာကျွန်တော်တို့ရဲ့လက်ရှိကျွန်တော်တို့လုပ်နေတဲ့ company တွေမှာကျွန်တော်တို့ဒီ version ကိုတစ်မျိုးတည်းကန်ရတာမဟုတ်ဘဲနဲ့ Uru version များစွာကန်ရပါတယ် example Uru version 18 19 16 15 14အဆုံးပေါ့နော်အဲ့လိုကန်ရတယ်ဒါကြောင့်မို့ကျွန်တော် 90C ဆိုပြီးခွဲခြားထားတာပါအဲ့ဒီနေရာမှာဘာလို့ C လို့ထပ်ခွဲခြားသေးလဲဆိုတော့အဲ့လိုခွဲခြားမှာပဲအဆင်ပြေမှာပေါ့နော်ဆိုလိုချင်တာကတခြားကျွန်တော်တို့ version တွေရှိလာရင် ADC ADE ပေါ့နော်အဲ့လိုမျိုးရှိမယ်ဆိုတော့ ADE ဆိုတာ Uru AD Enterprise version ကိုဆိုလိုတာပါအဲ့တော့ဟုတ်ပြီဒီမှာဆိုရင်ကျွန်တော်တို့ download ဆွဲနေပါပြီအဲ့တော့အဲ့ဒီ folder ကိုကျွန်တော်တို့ကလာတွဲမယ်ဒီကျွန်တော်တို့ရဲ့ project ထဲမှာအဲ့ဒီစုပ်ကုတ်ကိုမြင်ရဖို့လိုပါတယ်ဘာလို့လဲဆိုကျွန်တော်တို့ကစုပ်ကုတ်ကိုဖတ်ပြီးရေးရမှာမဟုတ်လို့ပါအဲ့ကျွန်တော် project structure တွေကိုတွားပြီးတော့ဒီကကျွန်တော်တို့ရဲ့ content root တွေကနေ src တွေကကျွန်တော်တို့ uru 90c ဆိုတဲ့ကောင်လာတွဲပေးပါမယ်အဲ့တော့ apply ပေါ့နော် okay ပေးလိုက်မယ်အဲဆိုရင်ဒီနေရာမှာကျွန်တော်တို့ရဲ့ဒီ uru 90c စုပ်ကုတ်ကိုရပါပြီအဲ့တော့ဟိုဘက်က download ဆွဲနေမပြီးသေးတဲ့အတွက်ကျွန်တော်အဲ့ဒါကိုမစောင့်တော့ဘဲနဲ့နောက်ထပ်ထပ်သွားပါမယ်ဒီနေရာမှာကျွန်တော်ဘာလုပ်ချင်လဲဆိုတော့ uru config လေးတခုစောက်ပါမယ်အဲ့တော့ uru.config လို့နာမည်ပေးပါမယ်အဲ့ဒီထဲမှာကျွန်တော်တို့ရဲ့ option ဆိုပြီးတော့အရင်ဆုံးကျွန်တော်တို့ admin password တခုပေးဖို့လိုပါတယ်ထားပါလွယ်လွယ်ကူကျွန်တော် master လို့ပဲပေးထားပါမယ်နောက်ထပ်ကတော့ကျွန်တော် add-on pack ပါ add-on pack ကကြတော့ဗာလဲဆိုတော့ Uru ရဲ့ base စုပ်ကုတ်ရဲ့ကျွန်တော်တို့ရဲ့ customization စုပ်ကုတ်တွေကိုဖိုင်ပလန်ကြောင့်ညွှန်းပေးတာပါအဲ့လိုညွှန်းပေးမှသာ Uru ဒီသူ့ရဲ့ structure အတိုင်းပဲအလုပ်လုပ်သွားမှာဖြစ်ပါတယ်နောက်ထပ်ကကျွန်တော် DB user ပါ Uru ကို run ဖို့အတွက် database user တွေနောက် database password တွေတီးဖို့လိုပါတယ်အဲ့ဒီအတွက်လည်းကျွန်တော်တို့တစ်ခုတိစောက်ပါမယ်အဲ့တော့ကိုဘာလို့သုံးမလဲဆိုတော့ Postgres ကိုသုံးပါမယ် Postgres ရဲ့ login and group role ထဲမှာကျွန်တော်တို့က create login and group role ဆိုပြီးတော့ Uru user တွေစောက်ပါမယ်အလားတူကျွန်တော်လော်လွယ်ကူကူဖြစ်အောင် password ကိုလည်း Uru လို့ပေးခဲ့ပြီးတော့ဒီဘက်ကကျွန်တော် privilege မှာအကုန်လုံး on ခဲ့မယ်ဒီတစ်ခုတော့ off ထားပါမယ်ပြီးတော့ကျွန်တော် save လိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ရဲ့ config မှာလည်းအဲ့လိုဖြစ်မယ်အဲ့တော့ db user ကိုကျွန်တော်တို့က Uru လို့ပေးမယ် db password ကိုလည်းကျွန်တော်တို့ Uru လို့ပေးပါမယ်အဲ့တော့နောက်ထပ်ကကျွန်တော်တို့ခုန down နေတဲ့ဟာကပြီးသွားပြီပေါ့နော်ပြီးသွားပြီဆိုတော့ဒီမှာကျွန်တော်တို့ add-on ဆိုတဲ့ folder လေးရှိတယ်သူ့ကိုကျွန်တော်တို့ copy ယူပါမယ်ပြီးတော့ add-on ဘလန်ကြောင့်ထည့်ပါမယ်အဲ့ဒီမှာ comma ကုတ်ပြီးတော့ကျွန်တော်တို့ customer ရေးမဲ့ add-on လေးတွေလာထည့်ပါမယ်အဲ့တော့ဒီမှာတော့ customer ရေးမဲ့ add-on အကြောင်းကလောလောဆယ်မလိုသေးတော့ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ဒီ add-on တွေက module တွေလိုမျိုးကျွန်တော်တို့မှာလည်း customize ရှိလာရင် comma ကုတ်ပြီးထည့်လို့ရတယ်ပေါ့နော်အဲ့တော့ဒီဘက်ကတော့ကျွန်တော်တို့ customization စလုပ်တဲ့အချိန်မှာပြောပါမယ်အဲ့တော့လောလောဆယ်မှာကျွန်တော်တို့က Uru config လည်းရပြီဒီကောင်လည်းရပြီဆိုပေမဲ့ကျွန်တော်တို့က file 3 package တွေရဲ့ထုံးစံ file 3 project တွေရဲ့ထုံးစံအရ external dependency တွေရှိပါတယ်အဲ့တော့ဒီလို external dependency ကိုလည်း install တင်ဖို့လိုပါတယ်အဲ့တော့ requirement of DHC ကို copy back absolute back ဆိုပြီးတော့ full back copy ကူးပြီးသွားရင်ကျွန်တော်တို့စီမှာပုံမှန် package တွေ install တင်ရင် pit 3 install ဆိုပြီးတော့သွင်းတာဖြစ်ပါတယ်အဲ့တော့အဲ့လိုမျိုးသွင်းမယ်ဆိုတော့ကျွန်တော်တို့ဒီမှာကျတော့ UV ကိုသုံးထားတာဖြစ်တဲ့အတွက် UV ကိုရှေ့ရခံမယ်ပြီးရင်ကျွန်တော်တို့ pit 3 install -r ဆိုပြီးတော့ requirement of DHC ကို install သွင်းလိုက်ပါမယ် sorry pit 3မဟုတ်ဘူးเนาะတော့ pit နဲ့ဖြစ်မယ်ဒါဆိုရင်ကျွန်တော်ဒီမှာ UV ကိုသုံးပြီးတော့ install တင်သွားတာကိုမြင်ရပါမယ်အဲ့ဒီနေရာမှာ UV ကိုသုံးရတဲ့နောက်ထပ်အားသာချက်တစ်ခုရှိပါတယ်အဲ့ဒါကဘာလဲဆိုတော့
UV ကိုသုံးလိုက်ခြင်းအပြင်ကျွန်တော်တို့ package ကိုတော်တော်ကြီးမြန်သွားတာမြင်ရပါမယ်ပုံမှန်ဆိုရင်ဒီလောက် package အများကြီးဆိုလို့ရှိရင် package ဒီမှာဆိုရင်69ခုရှိတယ်ဗျာအဲ့လိုအများကြီးဆိုရင်ကျွန်တော်တို့ကြာတတ်ပါတယ်အဲ့တော့ဒီမှာတော့ကျွန်တော်တို့ second mind တွေမှာပြီးသွားတာကိုမြင်ရပါမယ်ဆိုတော့ဒီကအားသာချက်တစ်ခုပေါ့အဲ့တော့ဒီနေရာမှာဗာလဲဆိုတော့ Psycho PG2 ကပြဿနာတက်နေတယ်ပေါ့နော် install တင်လို့မရအောင်ကျွန်တော်တို့ system နဲ့မကိုက်လို့အဲ့တော့အဲ့ဒါမျိုး Psycho PG2 ရဲ့ error ကိုကျတော့ဘယ်လိုရှင်းရမလဲဆိုတော့ကျွန်တော်တို့ဒီကောင်းလေးကို comment ပေးလိုက်ပါမယ်ဆိုတော့ဒီကောင် share နေဖြစ်မှာ Psycho PG2 ပါတဲ့ကောင်အားလုံးကို comment ပေးမယ်အဲ့ဒီ package အစား binary ဆိုတဲ့ကောင်သုံးပါမယ် Psycho PG2 binary လို့ဖြစ်သွားမယ်အဲ့တော့ပြီးသွားတဲ့အခါကျွန်တော်တို့ရဲ့ comment ကိုပြန် run ပေးပါမယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့ UV နဲ့ဒီ Psycho PG2 ကိုတွင်းလို့ရသွားပြီလို့ဖြစ်မှာပေါ့အဲ့တော့ခဏစောင့်ကြည့်အောင်ဒါဆိုနောက်ထပ်ပြဿနာတစ်ခုတက်လာပါတယ်အဲ့ဒါကဘာပြဿနာလဲဆိုတော့ကျွန်တော် G event ဆိုတဲ့ module ရဲ့ပြဿနာပါဆိုတော့ဒီ package ကိုကျွန်တော်တို့သုံးလို့မရဘူးပေါ့နော်သုံးလို့မရတော့ကျွန်တော်ရှာမယ်ပြီးတော့ရင်သူ့ကိုတော့ကျွန်တော်တို့ကမပြင်တော့ဘဲနဲ့ version ဖြုတ်လိုက်ပါမယ် version ဖြုတ်တယ်ဆိုတာကျွန်တော် latest version မှာ version နံပါတ်ဘာမှမပါရင်သူက latest version ကိုဆွဲပါတယ်ဒါကြောင့်ကျွန်တော်က latest version ကိုသုံးပြီးတော့ average ဆက်လုပ်ပါမယ် okay ဒါဆိုနောက်ထပ် error တစ်ခုထပ်တက်ပါတယ်အဲ့ဒါက G event ပါပဲဆိုတော့ကျွန်တော် G event ကိုလုံးဝကြီး comment ပေးပြီးမှရတော့မယ်သဘောဖြစ်နေအဲ့တော့လောလောဆယ်တော့မသွင်းသေးဘူးပေါ့နော်ကျွန်တော် running လုပ်နေနေဝင်လာမှအဲ့ဒီဟာကိုဘယ်လိုရှင်းရမလဲဆိုတော့ solution ကိုဆက်ရှာမယ်လောလောဆယ်တော့ installation ကိုဆက်ဖြစ်အောင်ပဲအရင်လုပ်ကြမယ်ပေါ့နော်โอเคဟုတ်ပြီဒါဆိုအခုချိန်မှာကျွန်တော်ဆက်ဖြစ်သွားတာကိုမြင်ရမယ်ဒါကျွန်တော်တို့ final ဆက်ပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ဒီ review သုံးခြင်းအပြင်မှာဆိုရင်8 millisecond ဆိုရင် total ဆိုရင်67 millisecond ပဲကြာတော့မြင်ရမယ်ဒါကကျွန်တော်တို့ UV ရဲ့အားသာချက်ပေါ့နော် package ကို install တင်တဲ့အချိန်မှာတော်ကြီးကောင်းသွားတယ်ပေါ့အဲ့တော့ကျွန်တော်နောက်တစ်ချိန်တင်ရင်ဒီလိုမျိုးကြီးပြန် fit နေမနေချင်တော့ကျွန်တော် changes ဖြစ်တဲ့ကောင်ကို local မှာ comment မှတ်ထားပါမယ်ဒါဆိုရင်နောက်တစ်ချိန်ကျရင်ဘာမှလုပ်ရမလို့ပဲနဲ့တန်းပြီးတော့လုပ်လို့ရမယ်ပေါ့နော်အဲ့တော့ကျွန်တော်ရဲ့ GitHub username နဲ့ password တွေဝင်မထားတော့ဒီမှာတောင်းနေတယ်ပေါ့နော်โอเคပေးထားလိုက်ဒါဆို one file committed လို့ဖြစ်သွားပြီတော့ file ကို commit ပေးလိုက်တာပေါ့အဲ့တော့ဟုတ်ပြီအခုချိန်မှာကျွန်တော်တို့ Uru ကိုစာ run လို့ရပါပြီအဲ့တော့ဘာလို့ရမလဲဆိုတော့ Uru ကို run ဖို့ run နေရအရင်ရိုးရှင်းပါတယ်command line ကနေပြရရင်ကျွန်တော်တို့ Uru bin ဆိုတဲ့ file လေးတစ် file ရှိပါတယ်အဲ့ဒါကကျွန်တော်တို့ဒီမှာ Uru bin ဆိုတဲ့ file တစ် file မှာသူ့နောက်ကနေကျွန်တော်တို့ခုနရေးလိုက်တဲ့ config တစ် file ရှိတယ် udo.config ဆိုတဲ့ကောင်ပါအဲ့တော့သူ့ကိုဒီလို run ရပါတယ်အဲ့တော့ကျွန်တော်တို့ကအဲ့ဒါကို file ပတ်လမ်းကြောင်းနဲ့အတိအကျထည့်ပေးရမယ်ပေါ့ဗျာဆိုတော့ကျွန်တော်က config ကို copy ကူးခဲ့ပါမယ်အဲ့တော့ copy back absolute back ပေါ့နော်ပြီးတော့ဒီက current file မှာ edit configuration နေပြီး add new နှိပ်မယ်အခုနောက်ကကျွန်တော်တို့က Uru ဆိုတဲ့ plugin ကိုတွင်းထားတာဖြစ်တယ်ဒီမှာ Uru ပါလာတယ် Uru bin file ကို auto ရေးသွားတယ်အဲ့တော့ကျွန်တော်တို့ -c နဲ့ uru.config ပတ်လမ်းကြောင်းကိုထည့်ပေးလိုက်မယ်ဆိုရင်ကျွန်တော်တို့လိုချင်တဲ့ Uru ကိုစတင်ပြီးတော့ run လို့ရပါပြီဆိုတော့ကျွန်တော်တို့စ run ကြည့်ပါမယ်အဲ့တော့ log တွေကြည့်မယ်ကျွန်တော်တို့ဘာတွေတက်လဲပေါ့နော်အဲ့ဒါရှိတော့ကျွန်တော်ဘာမှတက်တာမတွေ့ရဘူးအဲ့တော့ကျွန်တော်ကဘယ်ကိုသွားမလဲဆိုတော့ browser ကိုသွားပြီးတော့ local host 8009လို့လှမ်းခေါ်ကြည့်မယ် okay ဒါဆိုရင်ဒီမှာကျွန်တော် log တွေတက်လာတာကိုမြင်ရမယ်ဒီမှာတော့ကျွန်တော်တို့တချို့ဒီ py-pdf2 တို့ဘာလို့က error တက်နေရတွေတော့ရှိတယ်ဒါပေမဲ့ကောင်းကောင်း run သွားတယ်ပေါ့နော်ဆိုရင်ကျွန်တော်တို့ဒီမှာ browser မှာသွားကြည့်ရင်ခုနကကျွန်တော်တို့ထည့်ခဲ့တဲ့ master password တခုထည့်ပေးပြီးတော့ database ကို create တွေ upgrade တွေ delete တွေလုပ်လို့ရပါပြီအဲ့တော့ကျွန်တော်ဒီနေရာမှာကျွန်တော် database ခုန config မှာထားခဲ့တဲ့ sorry ဒီကောင်ကမလိုတော့ဘူးเนาะဒီကောင်ဖြုတ်လိုက်တော့ပါမယ်config မှာကျွန်တော်တို့ sorry config မှာကျွန်တော်တို့ထားခဲ့တဲ့ဒီ master password ကိုပြန်ထည့်ပေးရမယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ database နည်းတစ်ခုထည့်မယ်အဲ့တော့ Uru technical training ပေါ့ training ဆိုပြီးပေးထားမယ်နောက် database ဟိုက password က email က admin ပဲထားခဲ့မယ်ဒါကကျွန်တော် admin account ဖြစ်လာမှာပေါ့နော်အဲကျွန်တော်တို့စမ်းသပ်ဖို့အတွက် data တွေပါလာအောင်ဆိုရင်ကျွန်တော် demo data လေး on ခဲ့ပြီးတော့ create database ကိုနှိပ်လို့ရပါတယ်ဒါဆိုဒီအောက်မှာသူကလိုအပ်တဲ့ဟာတွေ install တင်နေပါတယ်ဆိုတော့ log တွေတက်လာတာကိုမြင်ရပါမယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီဘက်မှာ Uru ကိုစပြီးတော့သုံးလို့ရပြီဖြစ်ပါတယ်ဒါကကျွန်တော် Uru ထဲမှာပါလာတဲ့ default module တွေပါဆိုတော့နမူနာလေးနဲ့ကျွန်တော် C module တွေကို install တင်ကြည့်ပါမယ်okay ဒါဆိုရင်ကျွန်တော်တို့အောက်မှာ C နဲ့ပတ်သက်တာ install တင်နေပါပြီဆိုတော့နောက်ထပ်ကျွန်တော်တို့ဗာဆက်လုပ်မလဲဆိုတော့ဒီနေရာမှာကျွန်တော် diary ထဲမှာကျွန်တော် add on ဆိုတဲ့လေးတစ်ခုတိစောက်လို့ရပါတယ်ဆိုတော့နည်းနည်းသိပြီးစနစ်မကျဘူးလို့ခံစားရတယ်ပေါ့နော်တကယ် real မှာကျတော့ဒီလိုမျိုး
run နေတာမဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ကတကယ် real အတိုင်းပဲဖြစ်ရှင်တဲ့အခါကျတော့ဒီ repository ထဲမှာကျွန်တော်တို့ငယူးနဲ့ခေါ်လိုက်ပါမယ်ပြီးတော့ရင်ဒီကောင်ကိုကျွန်တော်တို့ Uru technical training ပေါ့ Uru technical training ကို19လို့ပေးထားလိုက်ပြီးတော့ဒီကောင် public နဲ့ပဲထားမယ်ပေါ့နော်လူတိုင်းကြည့်လို့ရအောင် readme define ထည့်မယ် git ကကျွန်တော် Python ဖြစ်တဲ့အတွက်ဒီက Python ကိုယူမယ် license ကတော့ကျွန်တော်တို့က learning အတွက်ပဲဆို MIT license ထားပေးလိုက်မယ်ပြီးတော့ create repository နှိပ်မယ်ဒါဆိုရင်ကျွန်တော်တို့ repository တစ်ခုကိုယ်ပိုင် repository တစ်ခုတည်ဆောက်တာပေါ့ဗျာအဲကျွန်တော်တို့ဒီမှာဒီကောင် SSH နဲ့ copy ကူးပြီးတော့ကျွန်တော်တို့ရဲ့ terminal မှာလာထည့်မယ်ဆိုတော့လောလောဆယ်မှာတော့ config ပဲရှိတယ်အဲတော့ကျွန်တော်တို့ git clone ဆိုပြီးတော့ဒီကောင်ကိုထည့်ပေးလိုက်ပါမယ်အဲဆိုကျွန်တော်တို့လိုအပ်တဲ့ Uru technical training 90ရဲ့ကောင်ရလာပြီပေါ့ဆိုတော့အဲ့ဒီထဲမှာကျွန်တော်တို့ folder searcher ချမယ်ကျွန်တော်တို့ရဲ့ customize add-on တွေရေးဖို့အတွက်ကို add-on/sample.txt လို့ထည့်ထားပါမယ်။ဒါဆိုရင်အဲ့ဒီ add-on ပတ်လမ်းကြောင်းထဲမှာကျွန်တော်တို့ customization လုပ်ချင်တဲ့ module တွေထည့်မယ်။အထူးသတိထားမယ်တစ်ချက်က Uru ရဲ့ base ကိုလုံးဝမထိဘူးသတိထားပါမယ်။မထိဘူးဆိုတဲ့အဓိပ္ပာယ်ကလုံးဝဝင်မပြင်ဖို့ပါ။တော့ဖတ်ပြီးသွားရင်ကိုကကုတ်ပြင်နေတယ်ဆိုရင်ဒီဘက်ကအပေါ်က add-on file ထဲမှာထည့်ပြီးပြင်ပါဒီအောက်မှာလုံးဝမထိရပါဘူး။ Okay ဆိုတော့အဲ့ဒီ customer add-on ပတ်လမ်းကြောင်းကိုဒီမှာကျွန်တော်တို့လာထည့်ပဲဒါဆိုရင်ကျွန်တော်တို့ comma ကုတ်ပြီးတော့ပတ်လမ်းကြောင်းထည့်လိုက်တာပေါ့ဗျာဒါဆိုရင် Uru ပတ်လမ်းကြောင်းနှစ်ခုရသွားတော့မြင်ရပါမယ်နောက်ထပ်ဘာလို့မလဲဆိုတော့ကျွန်တော်တို့ဒီပြည့်စုံတဲ့ repository structure တစ်ခုဖြစ်ဖို့ဆိုရင် requirement.txt လိုပါတယ်ဒီ requirement.txt ကဘာအတွက်လဲဆိုတော့ကျွန်တော်တို့ရဲ့ဒီ customize add-on တွေမှာလိုအပ်တဲ့ဟာမျိုးပေါ့နော် example ဆိုရင်ကျွန်တော်တို့က OpenCV နဲ့ပတ်သက်တဲ့ project တစ်ခုရေးရဲဆိုရင်ဒီမှာကျွန်တော်တို့ OpenCV နဲ့ပတ်သက်တဲ့ package ကိုလာထည့်ပေးဖို့အတွက်ဖြစ်ပါတယ်ဒါဆိုကျွန်တော်တို့လိုအပ်တာပြည့်စုံပါပြီအဲတော့ကျွန်တော်တို့ရဲ့ဒီ file တွေကို commit ပေးပြီးတော့ push လုပ်လိုက်ပါမယ်sorry ကျွန်တော် commit ကို fit requirement.txt လို့ပဲပေးလိုက်မိတယ်အဲတော့ pushing လုပ်နေတယ်ဆိုရင်လက်ရှိအချိန်မှာဆိုရင်တော့ကျွန်တော်တို့ခုနလိုအပ်တဲ့ဟာတွေရပြီဖြစ်ပါတယ် okay ဆိုတော့ဒီ repository ရဲ့ readme file ထဲမှာဒီ Hori readme file ထဲမှာကျွန်တော်ရှေ့ကပြောခဲ့တဲ့ link အားလုံးကိုစုပြီးတော့ထည့်ပေးပါမယ် installation ကိုတော့ကျွန်တော်ရဲ့ဒီ video ကြည့်နားလည်မယ်လို့ယူဆပါတယ်အဲလိုအပ်တာရှိရင်ကျွန်တော်ကို privately ဖြစ်စေ group ထဲမှာဖြစ်စေမေးလို့ရပါတယ်ဒီတင်ခန်းစာကကျွန်တော်တို့ Uru ကိုဘယ်လိုမျိုး installation လုပ်ရမလဲဆိုတော့တင်ခန်းစာဖြစ်ပါတယ်ဆိုတော့တခြား OS တွေအတွက်တော့ဆက်ပြီးတော့ဖော်ပြပေးပါမယ်အားလုံးကျေးဇူးတင်ပါတယ်